Edwin Hubble နဲ့စကြဝဠာကိုချဲ့ထွင်သူ The Man Who Expanded the Universe 1920ပြည့်လွန်နှစ်တွေကသိပ္ပံပညာရှင်တွေအိုင်းစတိုင်းအပါအဝင်အားလုံးဟာကျွန်တော်တို့နေထိုင်ရာနဂါးငွေ့တန်း Galaxy ကြီးကလွဲရင်အပြင်မှာဘာမှမရှိတော့ဘူးလို့ထင်ခဲ့ကြတယ်စကြဝဠာကြီးဟာငြိမ်သက်နေပြီးနဂါးငွေ့တန်းဟာစကြဝဠာရဲ့အစနဲ့အဆုံးလို့အခိုင်အမာယုံကြည်ခဲ့ကြပါတယ်အဲ့ဒီအချိန်မှာရှေ့နေအလုပ်ကိုဆွန့်လွတ်ပြီးကျယ်ရီကိုလေ့လာဖို့ရွေးချယ်ခဲ့တဲ့ Edwin Hubble ဆိုတဲ့အမေရိကန်နက္ခတ္တဗေဒပညာရှင်တစ်ယောက်ရှိပါတယ်။သူကကယ်လီဖိုးနီးယားက Mount Wilson တောင်ထိပ်မှာရှိတဲ့အဲ့ဒီခေတ်ကကမ္ဘာအကြီးဆုံး Hubble telescope ကြီးနဲ့ကောင်းကင်ကိုညစဉ်ညတိုင်းစောင့်ကြည့်ခဲ့ပါတယ်။သူကညကောင်းကင်ယံက Andromeda လို့ခေါ်တဲ့မှုန်ဝါးဝါးဓာတ်ငွေ့တိမ်တိုက်လေးကိုအာရုံစိုက်လေ့လာခဲ့တာပါ။ကြည်ရင်နဲ့အဲ့ဒီထဲမှာတလက်လက်တောက်ပနေတဲ့ကြယ်တစ်လုံးကိုတွားတွေ့ပါတယ်။အဲ့ဒီကြယ်ရဲ့အလင်းအားအတက်အကျကိုတိုင်းတာပြီးအကွာအဝေးကိုတွက်ချက်လိုက်တဲ့အခါသူအံ့ဩမြင်သက်သွားခဲ့ရပါတယ်။အဲ့ဒီ Andromeda ဟာကျွန်တော်တို့ Galaxy ထဲကဓာတ်ငွေ့တိမ်တိုက်မဟုတ်ပဲအလင်းနှစ်ပေါင်း 2.5 သန်းဝေးကွာတဲ့နေရာကတိကျ Galaxy အသစ်တစ်ခုကဖြစ်နေတာပါ။ Hubble ရဲ့ဒီတွေ့ရှိချက်ကြောင့်စကြဝဠာကြီးဟာရုတ်တရက်အစပေါင်းတန်းထောင်ချီပြီးကျယ်ပြန့်သွားပြီးကျွန်တော်တို့ရဲ့နဂါးငွေ့တန်း Galaxy ကစကြဝဠာတွေကတစ်ခုတည်းသော Galaxy မဟုတ်တော့ပါဘူး။ Hubble ကဒီမှာတင်မရက်သေးပါဘူး။ Galaxy ပေါင်းများစွာကိုဆက်လက်တိုင်းတာတဲ့အခါအလွန်ထူးဆန်းတဲ့အချက်တစ်ခုကိုထပ်တွေ့ခဲ့ပါတယ်။ Galaxy တွေစီကလာတဲ့အလင်းရောင်တွေဟာအနီရောင်ဘက်ကိုကူးပြောင်း redshift နေတာပါ။ဒါဟာရူပဗေဒသဘောအရအရာဝတ္ထုတွေကကျွန်တော်တို့စီကနေအဝေးကိုပြေးထွက်နေတယ်ဆိုတဲ့အဓိပ္ပာယ်ပါပဲ။ပိုဝေးတဲ့ Galaxy ကပိုမြန်မြန်ပြေးထွက်နေမရလို့ Hubble ကစကြဝဠာကြီးဟာငြိမ်သက်နေတာမဟုတ်ပဲပူပေါင်းတစ်လုံးကိုလေမှုတ်သွင်းလိုက်တယ်လို့အချိန်နဲ့အမျှကြီးမားပြန့်ကားနေတယ်လို့ကြေညာခဲ့ပါတယ်။ဒါဟာ Big Bang မဟာပေါက်ကွဲမှုtheory ရဲ့အခိုင်အမာဆုံးသက်သေဖြစ်လာပြီးသိပ္ပံလောကကိုထာဝရပြောင်းလဲပစ်လိုက်ပါတော့တယ်။ဒီသတင်းကိုကြားတော့အိုင်းစတိုင်းကိုယ်တိုင် Mount Wilson ကိုလာရောက်ပြီး Hubble ရဲ့တယ်လီစကုပ်နဲ့ကြည့်ခဲ့ရပါတယ်။အိုင်းစတိုင်းကစကြဝဠာကြီးငြိမ်သက်နေတယ်လို့သူတွက်ချက်ထားခဲ့မိတာဟာသူ့ဘဝရဲ့အကြီးမားဆုံးအမှားကြီး biggest blunder ပါလို့ဝန်ခံခဲ့ရပါတယ်။ Hubble ဟာလူသားတွေရဲ့မျက်စိကိုဖွင့်ပေးခဲ့သူဖြစ်ပါတယ်။နိုဘယ်ဆုကော်မတီကနက္ခတ္တဗေဒဟာရူပဗေဒမဟုတ်ဘူးဆိုပြီးသူ့ကိုဆုမပေးခဲ့ပါဘူး။ဒါပေမဲ့သူ့ကိုဂုဏ်ပြုတဲ့အနေနဲ့အာကာသထဲလွတ်တင်ထားတဲ့ Hubble Space Telescope ကြီးဟာဒီနေ့တိုင်အောင်စကြဝဠာရဲ့အနက်ရှိုင်းဆုံးလျှို့ဝှက်ချက်တွေကိုကျွန်တော်တို့စီဆက်လက်ပေးပို့နေဆဲဖြစ်ပါတယ်။